တေမင်းဟာကျိုးတစ်ချောင်းဖြတ်တိုင်းအသက်တစ်ချောင်းဆုံးရှုံးစေပြီးတနေ့ကိုအကြိမ်ပေါင်းတောင်းနဲ့ချီလှုပ်ဆောင်ပါတယ်အပြစ်မဲ့တဲ့ကြောင်လေးတောင်မလွတ်ခဲ့ပဲသူ့အသက်ကျိုးဖြတ်ခံလိုက်ရပါတယ်အဲ့ဒီနောက်မိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံရောက်လာပြီးသူမကအိမ်ရှိကိုရောက်လာပါတယ်သူမကသူ့စရင်ထဲမှာနောက်တစ်ယောက်ဖြစ်လို့သူခဏကြောင်သွားခဲ့ပါတယ်သူမကအထဲကိုပြေးဝင်လာပြီးအသက်ကျိုးတွေကိုထိန်းချုပ်တဲ့ရီမုတ်ကိုကင်လိုက်ပါတယ်သူမခလုတ်တွေနှိပ်လိုက်တဲ့အခါကျိုးတွေဝေရမ်းသွားပြီးတေမင်းတောင်မတော်တဆကြအိုးတချို့ဖြတ်မိသွားပါတယ်သူမကကြောင်လေးရဲ့ဖိုင်ကိုပြန်ရှာတွေ့ပြီးသူ့ကြောင်လေးကိုတေမင်းခေါ်သွားတာတိလိုက်ရပါတယ်တေမင်းကသူမအသက်ကိုဖျက်ဖို့ပြင်ချိန်မှာသူမကသူ့အသက်ကျိုးကိုရှာတွေ့ထားလို့ရက်ဖို့တားလိုက်ပါတယ်သူမကကြောင်လေးအသက်ပြန်ပေးဖို့ချင်းချောက်တာကြောင့်သူလည်းမတက်တာပဲကြောင်လေးကိုအသက်ပြန်ပေးလိုက်ပါတယ်ကြောင်လေးအသက်ပြန်ရလာပြီးသူမကအပြင်ကိုပြေးထွက်သွားပါတယ်တေမင်းကတပ်ပြင်းချရင်တန်စင်အကြီးကြီးကိုထုတ်ယူလိုက်ပေမဲ့တကယ်တော့အဲ့ဒါနဲ့မျက်ခင်းပဲညှိခဲ့ပါတယ်သူဘာကြောင့်သူမကိုအသက်ချမ်းသာပေးခဲ့တာလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ